ရဲ့ coffee deck ကဘသူနဲ့မှရှင်းလို့မရဘူးပေါ့နော်တကယ်နှမျိုးကောက်တာကနောက်ဆုံးသူပေါ့နော်ဒီ finalist တီကိုပါသွားတယ်ပါသွားပြီးသူဒီနောက်ဆုံးမှာတူရကီကိုသူရှုံးခဲ့တာကိုတကယ်ကိုနှမျိုးကောက်တယ်92ကြိမ်မြောက် Miss World ရဲ့ Head to Head Challenge မှာ Miss World မြန်မာခိစားခေအနေနဲ့ Top Finalist တွေကိုဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူးဒီ challenge မှာနိုင်ငံအသီးသီးကမယ်တွေကသူတို့ရဲ့ project ကိုသူတို့အကောင်းဆုံးချပြခဲ့တယ်တော်လဲတော်ကြတယ်ပေါ့နော်ထက်မြက်ကြတယ်ဒီလိုအကောင်းဆုံးချပြခဲ့တဲ့မယ်တွေပဲပေါ့နော်ဒီ top 20ဝင်သွားတဲ့မယ်တွေရဲ့ project ဆိုရင်တော်တော်လေးကောင်းတယ်ပေါ့နော်သူတို့မှာရှိတဲ့ဘဝအတွေ့အကြုံတွေသူတို့တကယ်ခံစားပြီးတော့ရလာတဲ့ရလက်နဲ့ပေါ့နော်ပူပေါင်းပြီးတော့သူတို့ကဒီ project တွေကိုတိစောက်ထားတာဖြစ်တယ်ပြီးွားရင်သူတို့ဒီပြိုင်ပွဲမဝင်ခင်နဲ့ကနှစ်ရှည်လာများတိစောက်ထားတဲ့project တွေလည်းရှိရပေါ့နော်ဒီမယ်တော်တော်များများမှာတွေ့ရတယ်တကယ်လဲပေါ့နော်သူတို့ထက်ထက်ဝင်လောက်ကင်နေအမူရာဆိုရင်ဒီ challenge မှာဒီ open Miss World Thailand ကိုမူရာတော်တော်လေးသဘောကျတယ်သူ့ရဲ့ presentation မှာဆိုရင်တော်တော်လေးဒါထိရောက်တယ်ပေါ့နော်ပြီးွားရင်သူကအရင်ကို confidence ရှိတယ်ဘာလို့လဲဆိုသူလုပ်တဲ့ project ကိုသူယုံကြည်တယ်ဒီဟာနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံတွေရှိတယ်အဲ့လိုဆိုတော့ဒါသူ့ရဲ့ project ကိုသူကခိုင်ခိုင်မာမာတိဆောက်ထားဖြစ်တဲ့အတွက်သူ့ရဲ့ confidence ကဘသူနဲ့မှရှင်းလို့မရဘူးပေါ့နော်တကယ်နှမျိုးကောက်တာကနောက်ဆုံးသူပေါ့နော်ဒီ finalist တီကိုပါသွားတယ်ပါသွားပြီးသူဒီနောက်ဆုံးမှာတူရကီကိုသူရှုံးခဲ့တာကိုတကယ်ကိုနှမျိုးကောက်တယ်လုံးဝနော်ကတိလေးကိုသူကြကြံခဲ့တာဒါတကယ်ကိုနှမျိုးကောင်းတယ်ပေါ့နော်ဒီဆိုမာလီယာမယ်ရဲ့ဒီ project ဆိုလဲအရန်ကို hot ဖြစ်တယ်လေဘာလို့လဲဆိုတော့တကယ်ကိုလည်းကောင်းတယ်ဒီဟာမှာဆိုရင်သူကသူ့ရဲ့အတွေ့အကြုံရောပြီးွားရင်သူတို့နိုင်ငံမှာတကယ်ဖြစ်နေတဲ့ဟာကိုပါသူကအားလုံးကိုချပြထားတာဖြစ်တယ်ချပြခဲ့တာဖြစ်တဲ့အတွက်တကယ်ကိုလည်းဒါကောင်းတဲ့ project ဖြစ်တယ်သူဆိုရင်လည်းတော်တော်လေးထိရောက်တယ်ပေါ့နော်မိုရာရဲ့ဒီ Miss World မြန်မာခိစားခင်ဆိုရင်လည်းမြန်မာနိုင်ငံအနေနဲ့ဆိုအရန်တော်တဲ့ကလေးဖြစ်တယ်အရန်ထက်မြက်တယ်ဒါပေမဲ့ဒီ Miss World မှာလာပြိုင်တဲ့မယ်တွေနဲ့ရှင်းလိုက်မယ်ဆိုရင်ဒါသူ့အတွက်ကဒါအတွေ့အကြုံလိုအပ်သေးတယ်ပေါ့နော်ခိစားခေအနေနဲ့ဒီပြိုင်ပွဲပြီးတဲ့အနောက်မှာသူ့ရဲ့ဒီ project ကိုသူကောင်းကောင်းမွန်မွန်ပေါ့နော်ခိုင်ခိုင်မာမာနဲ့တိဆောက်မယ်ဆိုရင်သူကပြည်သူချစ်တဲ့ဒါမယ်တယောက်ဖြစ်လာမှာတေးကြတယ်ပေါ့နော်အခုဆိုရင်ပဲခိစားခင်ကဒါတော်တော်များများရဲ့ရင်းထဲကိုရောက်နေပြီပေါ့နော်အကယ်၍သူဒါနောက်ပြိုင်ပွဲတွေဆက်ပြီးတော့ join မယ်ဆိုရင်လည်းပေါ့နော်ဒါသူ့ရဲ့ project အနေနဲ့ဒါနေရာတစ်ခုရလာမှာတေးကြတယ်ဒါဘာမှတော့စိတ်တက်ကြစရာမလိုဘူးခိစားခင်အနေနဲ့ပေါ့နော်အခုဆိုရင်ပဲဒါပြည်သူချစ်တဲ့ဒါ Miss World မြန်မာခိစားခင်ဆိုတာလို့ဖြစ်လာခဲ့ပြီပေါ့နော်ဒီ challenge တွေကအခုဆိုရင်ဒါပြီးသွားပြီဖြစ်တယ်အခုဆိုရင်လည်းဒီ top model challenge လည်းပြီးသွားပြီအခုဆိုတော့မတို့ဒီ31 May ကိုပဲဒါပေါ့နော် final day ကိုပဲမတို့ညှောရတော့မယ်အဲ့လိုဆိုတော့ခိစားခင်အနေနဲ့ဒီ final မှာtop ဝင်မလားဆိုတာမတို့စောင့်ကြည့်ရမှာဖြစ်တယ်မတို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်